Facebook မှာလည်းတင်ထားတယ် ဟုတ်ကဲ့ ဒီတရားလွတ်တော်ရှင်းနေဥကိုနီဟိုလောက်ကြံတပ်ဖြတ်မှုဟာကြီးမားတဲ့ကျိုးသုံးကျိုးကိုကျူးလွန်ခြင်းဖြစ်တယ် ဟုတ်ကဲ့ ပထမကျိုးကရာဇသက်ကြီးဥပဒေပုံမှန်302ပုံမှန်ခွဲ1ပုံမှန်ခွဲခါခွေရကျိုးတင်ကြံစီမှုနဲ့လောက်တာဖြစ်တဲ့အတွက်သိတာနောက်2014ခုနှစ်ဇွန်လ4ရက်နေ့ကထုတ်ပြန်ထားတဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဟုတ်ကဲ့ ဒီဥပဒေပုံမှန်3ခါခွေ1အရာကျူးလွန်တဲ့နေရာက4စိတ် လေးစိတ် အဲ့တော့ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရလည်းညီစွန်းနေသိတာမယ် သိတာပဲ နော်နောက်လက်နဲ့ဥပဒေပြင်ဆင်ချက်ပုံမှန်နေ့ပုံမှန်ကွယ်ပုံမှန်ကွယ်ကာကြီးအရသိတာအဲ့တော့ထိုက်တန်တာကကျိုးသုံးကျိုး ဟုတ်ကဲ့ တကြိုးမှမလျှော့သင့်ဘူးနော်